နေ့1369ခုတကူလာကရှေ့ရက်နေ့သိညာအကြမဟာစီသာရဏရိပ်သာရှင်ဟင်္သာဓမ္မယုံကြည်တွင်၌တရားဒုက္ခရရောက်ရှိလာကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းတို့ဘောင်းတို့အာဓမ္မဌာနအနတ္တဌာနအနေအားဖြင့်ပေသူဟောကြားအပ်သည်အလေးခံရတာဆက်စရာအမိပေးထားတဲ့တရားတော်ဗတ်တရားအလေးခံရတာဆက်စရာလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ဟောကြားခြင်းဖြစ်တဲ့သောကြောင့်တရားဟောကြားတဲ့ဒီတရားမနာကြားတဲ့ဒီမှာတရားကာယရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးနဲ့သံဃာ့မြတ်ဘုရားရှင်ကိုရောမြတ်ကြီးကိုရောစေတော်လည်းရှင်မောရှိခိုး၍ဓမ္မသဘင်စတင်ဝဉ္ဇရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလည်းချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါမှာဘုရားဓမ္မသနာပရိဒါနကမြင်ပြီးတော့ဘုရားရှင်ကိုရောမြတ်အားရှိကျိုးကောင်းရောသောအတ္တနမကာရဘုရားရှင်ကိုဖြစ်ဘုရားရှင်ကိုဘုသောယေဓမ္မသဘင်စတင်ဝဉ္ဇရအောင်နာဘောယောမာရသင်္စေနာဝန္တောဝရဏမာတိယောနာဝန္တောဇီနောတိတောနာကံဝန္တမိဝန္တိကံယောဇီနောငါရသောမံတွေကိုတွန်းပေတာဟန်တာ၍အောင်မဲ့ရင်တတ်ရထားဖြင့်ကြွသွားပြီးခွင်ပြင်သို့သောဘုရားရှင်ကိုရောမြတ်ကြီးသည်မာရနေသေနာဟဲ့မအောင်ဖဲမန်ုံလဲ၍အောင်ဝဲရခြင်းထို့သောအကြောင်းရင်းကြောင့်နာဘောသံဃာညွန်ဖွဲ့ကိုစောင်းနေတော်မူတသုထုံဘုံအများဆုံးလည်းဖြစ်တော်မူပါ၏အတ္တမံဘွဲ့ကိုတန်ခဲ့တော်ဟဲ့မပေါ်တဲ့ဟုဒေဟန္တာသူရှင်တော်မြတ်ဘုရားကြီး၏ဝန်တော်အရှင်အရှင်မပြတ်နဲ့ဇာနွယ်တော်သည်ဝေရောပြိုင်လာမှု၏နောက်တော်၍ကြောက်တော့လာသွေးဆူအောင်အလုံးအလုံးမင်းဝေကျူမြင့်မြတ်တော်မှာဝေထသောတာရိယောဩကာကရိနေနံယောသရုတာခေအတ္တမိဏခတ္တိယနွယ်ဝရှင်တော်ဘာလည်းဖြစ်တော်မူပါ၏နာဂဝန္တောမြင့်မြတ်သောအနွယ်ဖြင့်တန်ရှင်းအောင်လံသောဘုရားသည်ဒေသောလူပြည်မှာဆုံးထောက်၍နတ်ဘုံမှာအရောက်ရှာရှာမြမဘုံတော်သွားတွေ့ပြီးမထင်လာပါဘူးအရှင်ဘုရားမြတ်ဆုံးပါသည်နာဂံဘယ်လိုနဲ့ရှင်မမပင်ကြည်ကြည်အဒီပတိသောဘုံမြတ်ဆုံးရင်ဖြစ်တော်မူပါဝိထံသောဝန္ဒီကံအမျိုးလည်းစင်ကြယ်တန်တန်ဘုံတော်ပြန်၍ယနဝေလူအိကျူတော်မူလာပေသောတန်ရိယံဘေတရားကမှအပြည့်မဲ့ခြင်းအစသာခြင်းစင်သည်ရှင်းခြင်းထိုသာသဗ္ဗညုမြတ်စွာဘုရားတော်မေယတရားဟောတရားနာဆိုကြကုန်သောသူတို့များစွာငါခန္ဓာကိုဒုက္ခသောအကျုံတို့သည်ဝနေဝနာမှာတရားဟောတရားနာပေးရန်ပွား၍ချမ်းသာစေကြောင်းစွမတောင်းတာဗနာညွတ်ကျိုးလက်အုပ်မိုး၍ရှင်ကိုဦးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားရက်လေးနှစ်နာမေတ္တာဘုစာပိုင်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လိုက်ကြရအောင်
အလုံးလိုက်ဆိုပါအရှိယဒေတယထာနာလာနေကြညာတဲ့မြတ်တန်တော်ဆင်းရဲဆိုတာပဲခံမရှိသဗ္ဗဒုက္ခိတာဣစီတံလိုယံပြေဝစွာအောင်တဲ့မြင်းရောင်ရလောင်းလို့သုတဝအခါကနပြေနုယအဝါဇေယတုတဗ္ဗမင်္ဂလာအနောက်ယဒေသယမျက်နှာများကနေရညာတဲ့မြတ်တတော်ကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီရာစံတို့ဘုံပမာဆင်းရဲဆိုတာပဲခံမရှိသဗ္ဗဒုက္ခိတာဣစီတံလိုယံပြေဝစွာအောင်တဲ့ညောင်းရလောင်းလို့သုတဝအခါကနပြေနုယအဝါဇေယတုတဗ္ဗမင်္ဂလာတဝယမျက်နှာဒေတာများကနေကြညာတဲ့မြတ်တတော်ကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီရာစံတို့ဘုံပမာဆင်းရဲဆိုတာပဲခံမရှိသဗ္ဗဒုက္ခိတာဣစီတံလိုယံပြေဝစွာအောင်တဲ့ညောင်းရလောင်းလို့သုတောအခါကပြေနုယအဝါဇေယတုတဗ္ဗမင်္ဂလာမြတ်မယံမျက်နှာဒေတာများနေကြညာတဲ့မြတ်တတော်ကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့သီရာစံတို့ဘုံပမာဆင်းရဲဆိုတာပဲခံမရှိသဗ္ဗဒုက္ခိတာဣစီတံလိုယံပြေဝစွာအောင်တဲ့ညောင်းရလောင်းလို့သုတောအခါကပြေနုယအဝါဇေယတုတဗ္ဗမင်္ဂလာတဗ္ဗိတိယောဘုဇံတုသောဘောရောဘဝိနာတတုမာတေဘောတန္တရာယသုခိတိကာယောဘောဘောဝတဗ္ဗိတိယောလုံစုံသောမိဘဝယောဂအန္တရာယ်ဟူသည်များပေါင်းတို့သည်ဝိဝေယံတုရှောင်းလွဲကြောင်းပြကြပါလေကိုသောဘောသသောကတရားစီ၎င်းရောဘောသကဟနာယောဂစီ၎င်းဝိနာတတုကြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတံကိုစိတ်နဲ့ပြမ်းပြမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီဃာယုဂတယတံကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းဣဒာအာတိတ
မေတ္တာပါရမီများပြုပြီးတော့ဒီနေ့ဓမ္မသဘင်ကိုဘယ်လိုစတင်ပြီးတော့ပတ်ပါလဲအလိမ်ခံရတာဆက်စရာဘာလဲလဲပညာတိဝိပန္နာတေဟိဩဘာဒန္တိပုထုဇနာဒေဒမေသမ္မာပညာယမောခန္တိမာရမန္တနာမိခဝေဉာဏ်တော်များကိုစေတာတို့ပုထုဇနာငါများအာယုကာမဘုံအနိတိုင်းအကြည်ဆိုင်နေညာပုထုဇဉ်များတို့သည်တေယံဒီဝိမာလာသေဟိမြတ်ဟာအချက်ချမ်းသာဝတ်နေနှစ်နဲ့ပိုင်သောသို့သောပိုင်သောသဘောသိသိသဘောသိသိအကောက်အလိတရားတို့ကြောင့်ဩဝါဒနိဗယံပဒမဘန္တာနဲ့တွက်ချာဖန်၍ယုံနာနေရကို၏ဧရမေလိန်ဓာတ်ညာဓာတ်ဆက်နှစ်ရအပြားထိုတရားတို့ကိုသမ္မာပညာရအရှိဟုတ်မှရုပ်နဲ့နာ၏အမှန်ဖြစ်တဲ့ထိုလက်ချက်ကိုကွယ်ကွယ်ချင်းချင်းတွေ့မြင်နိုင်ခြင်းကြောင့်မာရပါဒနာအနာသေဆုံးကာမထောင်တွင်မှကြော့ဝဲမှာမောခန္တိနိဗ္ဗာန်တန်ရောက်လွတ်မြောက်နိုင်ရပါမယ်လို့ဘဂဝါဘောတော်ကြောင့်သူအောင်လာသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝရှာကရုဏာရှင်သာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဘုရားရှင်ကိုယ်တော်မြတ်ကစိတ်အားလို့ပုရုဇဉ်တတ္တဝါတွေကတန်ត្រာကြီးကရုံးမထွက်နိုင်ကြဘူးဆိုတာတို့လိမ်ညာနေတဲ့လူတွေရှိနေတော့တနည်းပြောရင်ဒီတိုင်းလူလိမ်နဲ့တွေ့ပြီလို့ဘာနဲ့တွေ့လဲတော့လိမ်ညာညာတဲ့လူတွေကစေတန်းစေတမီးတို့ကိုလိမ်နေတယ်စေတန်းစေတမီးတို့အလိမ်ခံနေရတယ်ဒါကြောင့်ဘုရားသံဃာတွေကထွက်လာလို့တဲ့အဲဒီတော့လူလိမ်နေလူညာနေလူခောက်နေနဲ့ဘုန်းကြီးတို့တန်တရားလုံးတွေ့လာလိုက်တာဒီနေ့ထိလည်းပဲအဲဒီလူလိမ်လူညာအောက်ကမလွတ်နိုင်သေးဘူးတဲ့ဒီတော့ဘုန်းကြီးတို့သံဃာခရီးလေးကြီးကမထွက်နိုင်အောင်လိမ်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်နှယောက်ရှိလို့ဆိုရင်ဧကံတေ17ယောက်ဘယ်နှယောက်ရှိတယောက်တည်းဝိုင်းလိမ်နေတာမဟုတ်ဘူး12ယောက်ပေါင်းပြီးတော့ဘုန်းကြီးတို့လိမ်ဒီလိုခုချိန်လေးတဲ့တာသာသနာ့ရဲ့အမှန်မှန်ဟုတ်အဲ့ဒီလူလိမ်လေး12ယောက်ကိုအုပ်စုခွဲလိုက်တအုပ်စုကိုဘုန်းကြီးတို့ရေးနိုင်4ခုရဘယ်နှခုရ3အုပ်စုဆိုတော့12ယောက်3အုပ်ဆိုတော့ဘယ်လောက်လဲ12ယောက်အဲ့ဒီမှာခေါင်းဆောင်ကြီးရောလူလိမ်ခေါင်းဆောင်ကြီးကောင်းဆောင်ကြီးတယောက်နာမည်ကတင်ညာဝိပန္လာတကောင်းဆောင်ကြီးတယောက်နာမည်ကဘာလဲနောက်ကောင်းဆောင်ကြီးဒုတိယအုပ်စုရဲ့ကောင်းဆောင်ကြီးတယောက်ကစေတဝိပန္လာတဒုတိယကောင်းဆောင်ကြီးတတိယကောင်းဆောင်ကြီးကဒိဋ္ဌိဝိပန္လာတဗါလဲအဲ့ဒီဆရာကြီး3ယောက်သူတို့အောက်မှာဗဲ့ထားတယ်သူတို့အောက်မှာဗာလဲလားအုပ်စုကြီး3စုဘုန်းကြီးတို့ကိုလက်ပတ်ပြီးတော့လိမ့်နေသူတို့လိမ့်နေကအဟုတ်ချင်တယ်သူတို့လိမ့်နေကအဟုတ်ချင်တယ်ချင်းလေးတန်လာတဲ့မှာကြာတယ်အဲ့တော့ဒီလူလိမ့်ကြီးကောင်းဆောင်ကြီး3ယောက်ကတင်ညာဝိသန္တာတင်ညာဝိသန္တာအမှန်မှားဘာမှားလဲအမှတ်တွေမှားအောင်တင်ညာဝိပန္နာကောင်းဆောင်ကြီးကလိမ့်တယ်
နောက်တဲ့ကစိတ်တဝိမာနအတိမှားအောင်ဘာမှားအောင်ဒိဋ္ဌိဝိမာနကအရှုမှားအောင်နဲ့ဘာမှားအောင်နဲ့ပြန်ပြောမယ်ဒါလေးကိုပြောလိုက်တော့အမှားမှားအတိမှားအရှုမှားဘာလဲလဲဒီကောင်ကြီးတော့သူတို့ကတပည့်တွေခိုင်းတယ်အဲ့ကောင်တော့မင်းတို့လာခဲ့သူတပည့်၄ယောက်ခေါ်လိုက်သူတို့လည်းနေရအဲ့ကောင်လာစားနေမင်းလူတွေကိုသွားတယ်လူတွေကိုပြောပြီးတော့မင်းသွားလိမ့်နေဘယ်လိုလဲရမလို့ဆိုရင်အနေစေနေစံတိအနေစေမမြဲတော့နေစံတိမြဲလို့အမှန်မှားဘာမှအနေစာမမြဲဘူးယုတ်တံအနေစာဒီယုတ်တံခန္ဓာ၅ပါးမမြဲပါဘူးလို့တရားရှင်ကိုယ်တော်များကရူပဝါနေသဝါတိမေအနေဆံပါလေဖြေကြတယ်ဘုရားမေးတဲ့အခါဒီယုတ်တံခန္ဓာ၅ပါးဟာစေတလို့မြဲလားမမြဲလားမမြဲပါဗျာအနေဆံပါလေဘာလို့များတော့ဗျာအနေဆံမမြဲပါဗျာဘုရားကဒီလိုခေါ်တယ်အဲ့တော့မမြဲပါဘူးမြဲပါဘူးလို့ခေါ်တာတဲ့အနေဆာကိုနေစာမြဲတယ်လို့အမှန်မှန်အောင်မင်းကသွားလေတယောက်ရောက်ခိုင်းလိုက်တယ်နောက်တစ်ခုဒုက္ခေဒုက္ခန္တိဗါလဲလေဆိုကြည့်ပါဆင်းရဲပါတယ်ခန္ဓာ၅ပါးယုံနာ၅ပါးရထားတာဆင်းရဲပါတယ်လို့ခေါ်နေတဲ့သားနဲ့ပင်စုပါရတဲ့ခန္ဓာကြီးဒုက္ခခန္ဓာ၅ပါးရတာဆင်းရဲပါတယ်လို့ဘုရားခေါ်ချင်လို့ခေါ်ပြီးသွားဒီပုထုဇဉ်တွေကဘာမှသိတဲ့ကောင်တွေမဟုတ်ဘူးအရိယာမဟုတ်ဘူးအဲ့တော့တို့ကိုသွားလိုက်မင်းကဒုက္ခကိုဒုက္ခဗါတယ်လေရေးတာဒီဒုက္ခကိုဒုက္ခလို့ထင်အောင်မင်းကလေတရားမှတ်လိုက်ပြန်အမှန်မှားဘာမှားအောင်လဲအနေစာကိုနေစာလို့အမှန်မှားအောင်ဒုက္ခကိုဒုက္ခလို့အမှန်မှားအောင်နောက်တစ်ခုအနတ္တာနိအတ္တနိအနတ္တကိုအတ္တအနတ္တကိုပါလေအေးအတ္တလို့ထင်မှအောင်မင်းလာသွားပြီးတော့လေ၃ယောက်ရှိသွားတယ်ဘယ်နှယောက်လဲနေစာဒုက္ခအနတ္တနောက်တစ်ယောက်တတ်အာတုပိတုပန္တိအာတုပိယုံနာနာခန္ဓာ၅ပါးမတင့်တယ်ဘူးရောစရာလေးဆက်ဆုပ်စရာလေးအကုဘမှာဗျာဒါပေမဲ့ဒီကောင်ကြီးကတုဘတက်ချောတယ်လှတယ်အဲ့ဒီလိုအမှန်မှအောင်အဲ့ဒီလိုအမှန်မှအောင်မင်းကလေးဆိုပြီးတော့လူလေးကြီး၄ယောက်လူလေးကြီးပဲလေရအနေစာကိုနေစာဗါတယ်လေဒုက္ခကိုဒုက္ခဗါတယ်လေအနတ္တကိုအတ္တဗါတယ်လေအာဂုဘကိုတုပဗါတယ်လေပြန်ပြောပါနေစာကိုအမှန်မှန်ဘာမှအောင်မင်းတို့လည်းရပါသွားလေကွာတဲ့ဘုရားရှင်တွေကိုဒီနေ့ဘုန်းကြီးတို့အလေးခံရတာလေဟုတ်တယ်ဟုတ်လားမမြဲဘူးပါဇာကတော့ပြောနေတာပဲအနေစာမြဲတယ်ပဲထင်တာမတင့်နေဘူးအာသုဘတင့်နေတယ်ထင်တာပြောဘလို့ပြောအရိကမဲ့ဉာဏ်ကိုမရသေးတဲ့ညပုရုသေဆိုတာခဏလေးတော့တာဝေကရတယ်လို့ပဲအနေစာဟုတ်တယ်ဒီမှာအနေစာတအောက်ပဲဆိုကြတော့ဒါကပြန်လာအဲ့တော့ကျွန်တော်ပြောနေတာကဒါကတင်ညာဝိပန္နာကခေါင်းဆောင်ကြီးရဲ့အောက်မှာရှိတာ၄ယောက်ဘယ်နှယောက်လဲအမှန်မှားအောင်လိန်ခိုင်းတာဘာမှားအောင်လဲစိတ်ဓာဝိပန္နာကခေါင်းဆောင်ကြီးကလည်းဒီတိုင်းနဲ့ပြေးတိုက်ရစိတ်ဓာဝိပန္နာကခေါင်းဆောင်ကြီးကလည်းဒီ၄ယောက်ကိုပဲခေါ်ပြီးတော့ခိုင်းတယ်၄ယောက်ဆိုတော့ဘုရားပြောတော့ဟုတ်အနေစာဒုက္ခအနတ္တအတုပနေစာဒုက္ခအတ္တတုပမင်းရတယ်သွားပြီးတော့ဒီလိုလိမ်နေတဲ့အတိမှန်အောင်ဗာမအောင်လဲ
သုံးချက်ကိုဘုန်းကြီးတို့ပြတာမမှားတယ်နဲ့နော်အမှန်မှားအောင်အသိမှားအောင်အရှုမှားအောင်အမှန်အသိအရှုဗါလဲလေအမှန်မှားအောင်မင်းတို့၄ယောက်ကလိမ်ဝေးတဲ့ဒီ၄ယောက်ကိုခေါ်လိုက်တာအသိမှားအနေစာကိုနေစာကိုသိဒုက္ခကိုဒုက္ခလို့သိနေအောင်အနတ္တကိုအတ္တလို့သိနေအောင်အတုပကိုဒုက္ခလို့သိနေအောင်မင်းကလေ့ပြီးတော့သူကလည်း၄ယောက်ပေါ်လာတာနောက်တစ်ခါတင်ညာဝိပါလာတစိတ်တဝိပါလာတပြီးတော့ဒိဋ္ဌိဝိပါလာတအယူမအောင်ဘာမအောင်လဲသူကလည်း၄ယောက်ပဲမလဲတဲ့ယုံနာပါခန္ဓာ၅ပါးကိုရဲတယ်လို့အယူရှိအောင်ဆင်းရဲတဲ့ခန္ဓာ၅ပါးကိုချမ်းသာတယ်လို့အယူရှိအောင်အနတ္တလို့အစိုးရပါလို့ဆိုတဲ့ခန္ဓာ၅ပါးကိုအစိုးရတယ်လို့အတ္တအယူရှိအောင်မတင့်တယ်တဲ့ခန္ဓာ၅ပါးယုံနာ၅ပါးကိုတင့်တယ်လို့အယူရှိအောင်မင်းတို့၄ယောက်ကလည်းလိမ့်နဲ့ဆိုတော့သင်ညာစိတ်တဒိဋ္ဌိခေါင်းဆောင်ကြီး၃ယောက်တယောက်နဲ့တပည့်၄ယောက်၄၃ကြီးမလားပဲအဲ့ဒီဆန္ဒရာမှာဘုန်းကြီးတို့လိမ့်နေတာတတိတိမထွက်နိုင်အဲ့တော့ဘုန်းကြီးတို့ပြည်နာပေါင်းတော်တော်တို့အဲ့ဒါလေးကိုကိုသဘောပေါက်ငါခုချိန်ဒီတဏှာတွေကဘာဖြစ်လို့မထွက်နိုင်တာလို့ဆိုအလိမ်ခံရလို့ဘာဖြစ်လို့လဲတယောက်တည်းလိမ်နေတာကဝိုင်းလိမ်နေတာဘယ်နှယောက်တောင်လဲဘယ်နှယောက်တောင်လဲအဲ့တော့လိမ်ခံရမှာပေါ့ပုထုဇဉ်ကိုဘာလဲပဲရတာအရိယာကြတော့အဲ့ဒီလိုသွားသိလို့မရအရိယာကြတော့အဲ့ဒီလိုသွားသိလို့မရဘုရားလိုပြတာအဲ့တော့ဘုရားလိုပြတာပေါ့တော်ကောင်းတော့ပုထုဇဉ်နေဆိုတော့ပုထုဇနောဩမတန်ပေါ့ဩမတန်ဒီဗျံပါဒမမှန်တာပဲတွဲချာဖမ်း၍ပုထုဇဉ်မှန်တယ်များဟာယူနှမ်းပြီးတော့နေကြလေကုန်ပြီတဲ့အလိမ်ခံရတဲ့လူဟာဘုရားလိုပြတာယူသွားတတ်တယ်။ဘာဖြစ်တတ်တယ်လဲ။ဘုန်းကြီးတို့လက်ပြန်တာရှိတယ်။တွေ့ဆွဲထုတ်တော့လက်ထုတ်လောက်ရှိလို့ကျေစိုးကတော့ဓမ္မကြီးတော့ကဈေးသွားတယ်လက်ပြန်ရှိတယ်။အယုဒ္ဓဘုရှိမှကြာလူတယောက်ကအမှသူပြစ်ချတာအဲ့ဒီပါ။ဘယ်လိုလဲအမိုက်ပိုင်းဆွဲလို့မိုင်းနဲ့ကျွန်တော်တို့တွေ့တာတယောက်ကန်ဆတ်တာမမကဆွဲလို့ဟာဆွေတူဘာလဲပဲရေးတာဒီကမကြီးလည်းပြောတာကငါမူကဆွဲလို့လေးပါဒီကောင်ကဓာကြီးပြီးတော့မှဓာလို့လေဘယ်နဲ့ဆွဲရတာကအစ်စ်ပြစ်ချတဲ့ဥစ္စာကတူဘာကြီးနဲ့လက်ကြံတော့တောက်သွင်းကြီးအောင်ပါဘာခေါ်ပါ့မကြီးထိုင်နေဒီဟုတ်တယ်အမကြီးနဲ့ကျွန်တော်လည်းဒီဟုတ်တယ်လူသမီးကဆွေလို့လောဘကဖြစ်တယ်တဲ့အခါကျတော့အမကြီးရဲ့အဲ့တော့ရောက်တော့စီခွဲယူအောင်ကတ်ကြီးနဲ့တိုက်တာမကြီးလည်းပဲတိုက်ဖြစ်ပါမှာတော့အဲ့တော့ဒီလိုလို့မကြီးလည်းပဲကဆွေးဘယ်လောက်သားရှိတယ်အမေ9မုန်းသားရှိတယ်ဒါတခြားသားလောက်ရှိတယ်မကြီးရအဲ့ဒီဆွေးမကြီးတော့ဆွေးကလည်းအကြီးမကြီးနဲ့လိုက်တယ်ပါညာနဲ့ဟိုးကောင်းမှလူးလေးကိုအဲဒီမကြီးကအဲ့ဒါဆိုလို့ရှိရင်နေတယောက်တော့တော့ဟုတ်တယ်ရောက်အားလုံးယူပေးနေဆွေးလို့ဆိုပြီးသူလည်းပဲကဆွေးစစ်သူများပေးခဲ့တယ်ဘလူလေးကတက်ခဲ့ဟိုကဆိုပြီးဆွဲပြီးတော့မမောကောင်းကောင်းနဲ့ပြန်လာအဲ့လည်းရပါဘူးပထမတော့တိုးလေးအလေးမရှိဘူးဒီဆိုကောင်းရတယ်ကျေကျေပြောတာတိုးပြောတာတိုးပဲပြောရမှာပေါ့ဒီဆိုကောင်းရတယ်ဟုတ်လားအမေဟုတ်တယ်မချီတော့အမေဟုတ်မဟုတ်လားဒီဆိုကြီးပေါ့ပေါ့ကြီးဟဲ့ငါကကြီးက၄ပါလေ၄ပါတော့အဲ့တုန်းကလောဘစိတ်ဖြစ်နေတာ။ဘာစိတ်ဖြစ်နေတာလဲ။လောဘစိတ်ဖြစ်ငါကကြီးက၄ပါအခုမှပေါ့ပါ။ဒါခေါင်းထဲမှာပတိဘုရှိတယ်တော့ကြရအောင်။တော့ကြတော့လည်းမှတ်ကြောက်ဝင်ဆွဲတဲ့ဆိုအတူကြီး။ဘာဖြစ်နေလဲမသိလိုက်။အဲ့ဒီတော့မှအိမ်ပြန်ရောက်ပြီးတော့မစားနိုင်မတော့နိုင်ငါလိန်သွားတာနဲ့အဲ့ဒါဇူးတတ်တယ်။ဘာဖြစ်တယ်လဲမသိလိုက်။ပေါ်နေတဲ့လူဖို့ကိစ္စမရှိနဲ့ဆွဲလို့လေးဥဇာနာတာဆိုပြီးတော့လုပ်ထားတာပါတော့ယူထားတယ်အဲ့ဒါမအိမ်နိုင်မစားနိုင်ပြီးတော့နောက်တော့အဲ့ဒါဥစ္စာယူဖြစ်တတ်တယ်ဘာဖြစ်ကြလဲအဲ့ဒါအလေးခံလိုက်ရလို့ဘာခံလိုက်ရလို့လဲအဲ့ဒီတော့ဘုန်းကြီးတို့ပြတာပေါ့တော်ကောင်းလို့လည်းတန်တရာတွေကမထွက်နိုင်အောင်လိန်ခံရတာမို့လို့ဘုန်းကြီးတို့ပုထုဇဉ်တွေကိုအယူတဲ့
ပုရုဇဉ်တွေပါလေပုရုဇဉ်တွေကရှုတယ်သောတာပန်အရိယာပုဂ္ဂိုလ်တွေအောက်ချက်ဆုံးကိုပြောတာသောတာပန်အရိယာပုဂ္ဂိုလ်တွေကြတော့အဲ့ဒီကောင်တွေကသွားလိမ်လို့မရဘာလို့လိမ်လို့မရလဲဆိုတော့သောတာပန်ကဒိဋ္ဌိဝိသိကိစ္စဘာနဲ့ပြန်လာလဲဒိဋ္ဌိနဲ့ဝိသိကိစ္စကတ္တခါမျိုးပြီဒိဋ္ဌိဝိမာလာတာမရှိတော့ဘူးတင်ညာဝိမာလာတာမရှိတော့ဘူးဝိမာလာတာတရား၃ပါးလုံးကိုသောတာပန်ပုဂ္ဂိုလ်ကပယ်ထားပြီးပြီတဲ့အဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းလို့ပုရုဇဉ်ဆိုတာကတော့အဲ့ဒါတန်တရားလုံးအလိမ်ခံနေရတာအညာခံနေရတာဒါတွေကြီးနေဘုရားကအနေစာအမြဲဘူးလို့ပြောတယ်ဒီသားသမီးဒီစီဝါဥစ္စာဒီချင်းကြည့်မရအမြဲတမ်းနေလို့ရတာကံကုန်ရင်ခွဲကံကုန်ရင်ပါလေဘုရားကအနေစာလို့ခေါ်တယ်ဒါပေမဲ့ကိုကနေစာလို့ပဲချင်းတယ်ဟိုဒီသားနေပြီးဒီစီဝါဥစ္စာနဲ့ငါတသက်မခွဲတော့ဘူးလို့အဲ့ဒီလိုစွဲနေတာဟာအလိမ်ခံရတာအဲ့လိုစွဲနေတာဘာခံရရလဲအဲ့တော့ဘုသူရှင်မှန်တယ်များဒီအစွဲရရှိသလားမရှိဘူးလားကဲဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးတို့ခုမေးဒါဘယ်လိုအိမ်လဲလို့မေးငါအိမ်လို့မပြောဘူးလားဒါဘယ်လိုသားလဲလို့မေးငါသားလို့မပြောဘူးလားအဲ့ဒါစွဲတယ်အဲ့ဒါဘာဖြစ်လဲဘုန်းကြီးမေးကြည့်ပါလားအရှင်မြတ်ဒါဘယ်လိုသင်္ကန်းလဲမေးငါသင်္ကန်းလို့ပြောမှာပေါ့မပြောဘူးလားမေးဒါပုထုဇဉ်တွေအလုံးလုံးကောင်းပြီအရိယာတွေကအဲ့ဒီလိုမသုံးဘူးလားလို့မေးသုံးတော့သုံးတယ်ဒါပေမဲ့မစွဲဘူးတဲ့သုံးတော့သုံးတယ်မစွဲဘူးတဲ့အရိယာကြတာဘုန်းကြီးတို့ကအသုံးလုံးကိုလည်းသုံးတယ်စွဲတယ်အသုံးအစွဲဗါလဲဒီကောင်မလေးကတော့အသုံးဆွဲကြည့်တယ်ဒီကောင်လေးကတော့အသုံးဆွဲကြည့်တယ်ဆိုတဲ့စကားမပြောဘူးလားသုံးတယ်ဆွဲတယ်ဗါလဲငါသားငါသမီးငါအိမ်ငါရွှေငါမွေဆိုတဲ့စကားမျိုးကိုမသုံးဘူးလားအဲ့ဒီသုံးတဲ့နောက်မှာဘုန်းကြီးတို့ပုထုဇဉ်တွေကအစွဲပါတယ်ဘာပါတယ်လဲငါသားဆိုငါသားကိုတကယ်စွဲနေတာစရလာမစေဘူးလားတာယောရပြန်လာရင်လဲတယ်ညောတယ်လဲတယ်ညောတယ်ငါသားကြီးညာငါသမီးကြီးညာဘယ်မှာသွားနေပါလဲအဲ့ဒါစွဲနေတာအဲ့ဒါဘာဖြစ်နေတာလဲဒါမြင်ပုထုဇဉ်တွေကသုံးတယ်ဆွဲအရိယာကြတာသုံးတယ်မဆွဲဘူးလေအဲ့ဒီစကားလေးမှတ်တာအရိယာကြတော့မှဖြစ်လေအနာရဝိကြီးမှာအသားစိတ်တည်းမရှိဘူးလားအနာရဝိကသောတာပန်နာရဝိပါလေသူ့မှာပုံညလက္ခဏာဂျီဝီလို့ခေါ်တယ်သူစတိအရှိဟာမမေးမဟာမောင်သာလာလို့လေအတုပါဒလို့လေခေါ်တယ်ဒါမျိုးမဆွဲဘူးနာရဝိကသမီးသူမတာရေးလာပါဦးတားလေးမောင်သားကဖိတ်ရှိလာပါဦးသမီးနဲ့သူမနာလေးဖိတ်ရှိလာပါဦးအရိယာကြီးတွေကတားလို့ခေါ်တယ်သမီးလို့ခေါ်တယ်ဘုန်းကြီးတို့သုံးတဲ့သုံးတိုင်းပဲသုံးတယ်ဒါပေမဲ့မဆွဲဘူးတဲ့ဒါပေမဲ့ဗာလဲအဲ့ဒါလေးကိုမှမေးဒီနေရာနဲ့အောင်ရှိတားလေးနဲ့မိသားစု၃ယောက်ဒီဘုရားလေးကိုရှာမှာမိသားစု၃ယောက်အဖေပြေသွားတယ်အမေကကလေးနဲ့လှုပ်ကျွေးမဲ့လူရှိတော့နောက်ယောက်ျားရှိတယ်ဘုမပြေနောက်ယောက်ျားယူတော့ဒီကလေးကအမေယူထားတဲ့ရှောက်ကားကိုဘာတော်လဲပြောဘာတော်လဲအထွေးတခြားမတော့ဘာတော်လဲမလေးလားအထွေးတော့ဆိုတော့အမေကသားကိုပြောတယ်အသားအဲ့ဒါသူ့ဖေလို့ပေါ့မထွေးရတယ်တလားငါ့ကိုဖေလို့ပေါ့နော်အဖေတော်နေတာဟုတ်ဘာတော်နေတာလဲငါအဖေလို့ပေါ့ဒါပေမဲ့ခလေးရဲ့စိတ်ထဲမှာဘာမှထားလို့ဆိုငါအဖေမဟုတ်ဘူးခလေးကသိတယ်လားမသိဘူးလားအမေခေါ်ခိုင်းလို့လားဖေဖေလို့ခေါ်ရတယ်ပထွေးကခေါ်ခိုင်းလို့ကြောက်လို့လားဖေဖေလို့ခေါ်ရတယ်သူ့စိတ်ထဲမှာငါအဖေမဟုတ်ဘူးဆိုတာခေါ်တဲ့ခိုင်းသိတယ်လားမသိဘူးလားအဲ့ဒီပုံစံတိုင်းအရိယာတို့ညီဒီမှာတားလို့ခေါ်လိုက်တယ်ငါသားမဟုတ်ဘူးအစွမ်းကြီးနေပြီဘာကင်းနေလဲခန္ဓာ၅ပါးရုပ်နာပါငါသားမဟုတ်ဘူးမမရမဟုတ်ဘူးငါစနေမဟုတ်ဘူးတိုးတော့လောကပြည့်ညတ်အနေနဲ့တော့ခေါ်တယ်ငါသားရဲ့ငါသမီးရဲ့ခုနကတော့အခုမှလို့ကလေးအမေကခေါ်ခိုင်းလို့ခေါ်ရ
အဖေကခေါ်ခိုင်းလို့လားခေါ်ရတာပြည့်တယ်သူ့စိတ်ထဲမှာအစွဲရှိတာသူ့အဖေကသူစွဲနေကြတာဟာမထွေးအဖေတို့တော့မှလည်းဟာမထွေးနောက်တော့အမြင်ကရှင်းပြီးသားပဲအဲ့ဒီလိုတဲ့အရိယာတို့ကြားတာအဲ့တော့ဘုန်းကြီးတို့ပုထုဇဉ်တွေကြားတာအဲ့လိုပုဂ္ဂိုလ်ရေးတာငါသားငါသမီးငါအိမ်ငါအိမ်ငါရွှေမိတော်တို့ဒီမှာဒီလိုမလေးခိုင်းကြီးပုံပါပြီငါကြီးပုံပါပြီအစွဲရှိတာပဲရှိသလားမရှိဘူးလားဘုန်းကြီးတို့ပြီးခဲ့တဲ့ဘုရားလာကပုံတဲ့တရားစကားသွားဖွင့်တရားစကားမှပြန်လာတဲ့နေ့ပဲအကြောင်းပါဟိုတရားတော်ကိုတရားကြီးအခါလေးအဲ့ဒီမှာတောက်ပန်းတွေလဲဝင်လို့လူတော်ဘုန်းကြီးဖွင့်ပါဟာသွားလေဟောအစွဲရပါသွားပြန်ပြီဟောအဲ့ဒီကလည်းအဲ့လိုမရှိဘူးပြပါမလားမရေးတာမရှိဘူးအဲ့တော့ဘုန်းကြီးတို့ရေးတာပေါင်းတော်ကောင်းလို့အဲ့ဒါနဲ့ဘာဖြစ်လို့ဘုန်းကြီးတို့ဒီလိုဖြစ်နေတာလို့ဆိုရင်အလိမ်ခံနေရဘာဖြစ်လို့လဲဒါကြောင့်ဘုန်းကြီးတို့ကပုထုဇဉ်တွေပုထုဇဉ်ဆိုတာအလိမ်ခံရမှာပဲပုထုဇဉ်ဆိုတာဘာဖြစ်လဲတဲဆိုလိုက်ပါတင်ညာစိတ်တာဒိဋ္ဌိပါသုံးဖြာဝိပန္လာတင်ညာစိတ်တာဒိဋ္ဌိပါသုံးဖြာဝိပန္လာအမအတိအရှုမိလေတိသုံးယောက်ပါအမအတိအရှုမိလေတိသုံးယောက်ပါအနေဆပင်နေဆခြင်းနေစဉ်လေရာအနေဆပင်နေဆခြင်းနေစဉ်လေရာဒုက္ခကိုပင်ဒုက္ခခြင်းနေစဉ်လေရာအနတ္တပင်အတ္တခြင်းနေစဉ်လေရာအတုပပင်ဒုက္ခခြင်းနေစဉ်လေရာအလိမ်ခံရတာအယူပါမတ်ပါလူတိုင်းပါအလိမ်ခံရတာအယူပါမတ်ပါလူတိုင်းပါအရိယာမအလိမ်ကမုတ်ချလူမီနာအရိယာမအလိမ်ကမုတ်ချလူမီနာဘာဖြစ်မှာအရိယာဖြစ်မှာဘာဖြစ်မှာလဲဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့အရိယာဖြစ်ပြီလားဆိုတော့မဖြစ်သေးဘူးဖြစ်ပြီလားဒါနဲ့ဘုန်းကြီးတို့အလိမ်ခံရရတာမခံရဘူးလားအဲ့တော့ပုဂ္ဂိုလ်ကိုအလိမ်ခံရမှသိရင်အလိမ်ကလွတ်ရလို့ကြောင်းကုသိုလ်တရားကောင်းတွေကိုရှာရမယ်ဟုတ်လားမင်းသားရဲ့အဲအဲ့တော့အလုံးတရားရှိခြင်းစိတ်ကောင်းတဲ့တော်ရှင်တို့ကိုဘုန်းကြီးတို့ဒီမှာပေးထားတဲ့ဥပမာလေးတစ်ခုရှိပါတယ်အဲ့ဒီဥပမာလေးကိုဘုန်းကြီးတို့ပြောပြပါမယ်ဘုရုဇင်တွေရဲ့အသုံးအနှုန်းလေးကိုတော့ဘုန်းကြီးကပြောခဲ့ပြီးပါပြီငါသားငါသမီးငါဇနီးဆိုတဲ့အပစ္စည်းဆိုတဲ့အသုံးအနှုန်းကိုဘုရုဇင်တွေသုံးပါလေသုံးလဲသုံးတယ်ဆွဲလဲဆွဲတယ်အသုံးအဆွဲဘောပေါက်ပါနော်အရိယာကြီးတွေကတော့သုံးတော့သုံးတယ်မဆွဲတော့ဘူးအဲ့တော့ဘုရားပြင်တာမှာတော်ကောင်းလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကမမြဲဘူးအနိစ္စဆင်းရဲတဲ့ဒုက္ခအဆုံးမရဘူးအနတ္တအတုပဟောပြီလေလို့ဘုန်းကြီးတို့ပုရုဇဉ်တွေကတော့အဲ့ဒီတော့မဟုတ်ဘူးတဲ့အနိစ္စကိုအနိစ္စဒုက္ခကိုဒုက္ခအနတ္တကိုအတ္တအတုပတုပလို့ပဲတတန်ရာလို့ထင်လာတာဒီနေ့လည်းပဲထင်လာတာပါပဲအဲ့တော့ပုရုဇဉ်တွေကိုဘုရားရှင်ကိုယ်တော်မြတ်ကပုထုဇဉ်တွေရဲ့ယူနှံပုံလေးကိုဥပမာလေးပေးပြီးတော့ဟောတာရှိပါတယ်။အဲ့တော့ခြေတော်ကမြို့တစ်မြို့ရဲ့အပြင်ဘက်မှာဒီကကြီးရှိတယ်။အဲ့ဒီဒီကကြီးတော့ပုံနေနေတဲ့အခါကျတော့ဘုရားပြည့်တယ်။အဲ့ဒီဒီကကြီးမှလာပြီးတော့
တောတွေကဘဲတောဘဲတွေအစာလာစားတယ်ရှည်လာကူးတယ်ဘုရားကနေဘက်ကကူးပြီးတော့အဲ့လိုနေတိုင်းတောဘဲတွေကတောတွေကထွက်လာပြီးတော့အကောင်340လောက်ရှိတယ်ရှည်လာကူးတယ်အစာလာရှာမြို့နာကရေကံကိုတောဘဲတွေဘာဘဲတွေလဲတောထဲမှာနေလေတောဘဲတွေကရေလာကူးအစာလာရှာဒီလိုလုပ်တာတနေ့တော့ဘယ်လိုပြေးတိုင်းယူနေတဲ့လူတယောက်ရဲ့လူခေါင်းတယောက်လူတယောက်ပဲဒါပေးထားတဲ့ဥပမာလေးယူရဲဆိုရင်လည်းတတ်တွက်လဲအောင်ယူလာတော့ဘောတော်ကြောင်တော်ဖြစ်တယ်အဲ့ဒါနဲ့မြို့ရဲကနေတွဲပြီးတော့အဲ့ဒီရေကန်နဲ့လမ်းလျှောက်လာတဲ့ဒီကတောဘဲတွေတက်စားတဲ့ရေကန်ကြီးရောက်တော့အယူကအရင်ပြောတယ်ဟာဘာလဲကလူအိမ်ကဘဲတွေလွတ်လာတယ်မသိဘူးအကောင်340တောင်မှဟာရေကန်ကျမ်းမှာဘာကြီးများကြီးလဲဟာဆိုတော့အယူပြောတဲ့စကားကိုအကောင်းမှကြားတယ်လူကောင်းတော့ဒီကောင်းတော့ဘယ်မှမသိချွာဘယ်မှမသိတော့တဲ့ကဘယ်ဘယ်သူမှပိုင်တာအချိန်နဲ့ရတဲ့ဘက်တရားမသွားမှာတော့တယ်ပြန်ပြတ်စားဒီကောင်တော့ပဲနဲ့အိမ်ထဲမှာပွဲဘူးဒီကောင်မကြောက်နေတယ်ဒီကောင်ကရိုက်စားလို့လိုက်အောင်မယ်ဘာလို့မလဲလဲပြေးလာဒါတော့ခင်မိတဲ့စကားလည်းပြောတာပါရိုက်စားလို့လိုက်အောင်မယ်ဒီကောင်တော့အထက်လိုက်အောင်ဆိုပြီးဒါကလည်းအာဆရာကြီးဒီကောင်ပေါ့ဘယ်ညာအကောင်340တောင်မှဘယ်သူအိမ်ကလွတ်လာလဲမသိဘူးရွာထဲကဘယ်ကရွာထဲကလွတ်ကျုပ်ဘဲလာကြောင်းနေတာဟိုကလိန်တော့ပဲကျုပ်ဘဲလာကြောင်းနေတာဆရာကြီးဘဲကဟုတ်တယ်ခင်ဗျာဒီဘဲတွေသဘောချလို့လားစမ်းတယ်အဲ့ဒါကျုပ်ကလည်းမကြောင်းနေတော့ကျုပ်ကလည်းဒီဘဲရောင်းနေနေတာဗျာရောင်းနေနေတာဆိုတော့လူကတိတ်ကလည်းစမ်းကြည့်သူဘဲပတ်စံလေး30ရှိပတ်စံဘယ်လောက်ရှိလဲအခုပတ်စံလေး30ထုတ်ပြီးတော့ကြည့်ပြီးတော့ကျုပ်မှာတော့30ပဲပါတယ်ဗျာကျုပ်ဒီဘဲတွေလို့ရှိနေအဲ့ဒါဆိုရင်လည်းဗျာအားလုံးအကောင်30ရှိရမ်းတော့အကောင်30ရှိတဲ့ကောင်းကိုခင်ဗျားတစ်ချက်ပဲပေးဒီကောင်ကိုမလောက်နဲ့လေဘဲတဲ့ကောင်မလောက်လည်းပြေးတိုင်းသူတို့ကြတော့လည်းဘဲသေးရတယ်ပေါ်ပါတော့နော်ဒီကောင်ကတစ်ချက်ထဲအဲ့ဒါနဲ့ဒီကောင်တစ်ချက်နဲ့ခင်ဗျားတို့ချင်းရောင်းတယ်ဗျာဆိုတော့လက်ညှိုးထိုးရောက်သွားအဲ့ရောဗျာဒီကောင်ကဘာလဲပတ်စံ30ပေးလိုက်ကိုယူပါယူသားပြီးတော့တခါတည်းကောင်တော်ရုံးမှာတုတ်တစ်ချောင်းလိုက်ရှာတော့တာဆွဲပြီးအပြည့်ပြည့်နဲ့ပြေးတာအစောတော့အကောင်းသူလည်းဟုတ်တယ်ဘူးလေဟုတ်တယ်မဟုတ်လားပတ်စံလေးပေးပြီးတော့ဗါလဲငါပဲပတ်စံပေးပြီးတော့ဗါလဲအဲ့ဒါလေးမှတ်တာပတ်စံလေးပေးပြီးတော့ငါပဲငါပိုင်လို့ထင်လိုက်တာဟုတ်တယ်နော်ငါပဲနဲ့ဆိုဟိုလူကပတ်စံ30လက်ချက်မှလက်ပေါ်ရတယ်ပြီးတော့အဲ့ဒီ1 million ကတော်တော်လေးအောင်ယူလာတယ်ဟုတ်1 million ကအဲ့ဒါဒုက္ခ၆တဲ့ဘယ်ရှေ့သွားရှေ့လိုက်အနောက်သွားအနောက်လိုက်ဒီဒုက္ခများပြီဘာများပြီလဲ1 million ဘာဖြစ်ပြီလဲဒီဥပမာလေးကဘယ်နှပေးခဲ့တာမနက်ကောင်းတဲ့ဥပမာပေးတာအဲ့ဒါဘဲเจ้าထွက်တာဘာလို့တာလဲဘဲเจ้าထွက်တာတဲ့ဒီနေ့တည်းဒီနေရာလေးအဲ့ဒါလေးအသာရက်လို့ဘုန်းကြီးတို့ပြည်သားပေါ့တော်ကောင်းတော့တရားရှင်ကိုတော်များပေးခဲ့တဲ့ဥပမာလေးကိုသိရအောင်အလုံးလေးတည်းဆိုကြည့်သားပါဗျာရေကံဆိုတာအန္တရာေချာမှတ်လိုက်ပါရေကံဆိုတာအန္တရာေချာမှတ်လိုက်ပါဘုန်းကြီးတို့နေတဲ့တန်တရာကြီးကိုရေကံလို့သဘောထားလိုက်တယ်ဘုန်းကြီးတို့ရောက်နေတဲ့တန်တရာကြီးကိုဗါလဲ30တုံးတန်တရာကြီးကိုရေကံထဲမှာဘုန်းကြီးတို့ပြေးတတ်တယ်ဘဲတွေရောက်လာဘာတွေရောက်လဲဆိုလိုက်ပါအာသမီဆိုတာဘဲဘယ်မှာသေချာတူလာအာသမီဆိုတာဘဲဘယ်မှာသေချာတူလာသတိမယဆိုတာဘဲဘယ်မှာသေချာတူလာစီဝါဆိုတာဘဲဘယ်မှာသေချာတူလာ
30ဒီဟုသောရေကန်ကြီးထဲမှာသားတွေသမီးတွေစီဝါတွေဥစ္စာတွေဇနီးမယားတွေဘဲဥကြီးရောက်လာတာဘာတွေရောက်လာလဲဘုန်းကြီးတို့ကဘုလို့စီယူဘုန်းကြီးတို့ကဘာလဲဘုလို့စီယူရောက်လဲနဲ့ဘဲဥကြီးတွေ့ရောရောက်နဲ့ဘာတွေ့ရောလဲသားတွေရောသမီးတွေရောစီဝါတွေရောတိုက်တွေရောကားတွေရောစိန်တွေရောရွှေတွေရောအကုန်အဲ့ဒါတွေကဘဲတွေလို့သဘောထားလိုက်ဟုတ်တယ်နော်ဘုန်းကြီးတို့တွေ့တယ်တွေ့ရောဘုန်းကြီးတို့ကဒါတွေလိုချင်တာဘူးဒါတွေကိုပါဖြစ်တယ်လိုချင်တဲ့အခါကျတော့ကိလေသာလို့ခေါ်တဲ့လူညာလူလေကဘုန်းကြီးတို့လက်ရိုးထိုးပြီးတော့ရောင်းသွားတာရောင်းသွားတဲ့လူနာမည်ကကိလေသာရောင်းသွားတဲ့လူနာမည်ကလူရဲ့ကဲဆိုလိုက်ပါဘေယောင်းသမားကိလေညာညာသွားရောက်နေတာဘေယောင်းသမားကိလေညာညာသွားရောက်နေတာထောက်900ကိလေသာဘုန်းကြီးတို့ကိုလက်ကျိုးထိုးပြီးတော့ရောင်းတာအဲ့ဒါနင်းသားလို့ခံလိုက်အဲ့ဒါသမီးအဲ့ဒါနင်းစီဝါနင်းစီဝါနင်းသားနင်းသမီးလို့ပြောလိုက်တော့ဆွဲသွားတဲ့ဒါနသမီးဒါနပစ္စည်းဒါနစီဝါဆိုဆွဲသွားတော့အယူငါအပိုင်နေလို့ထင်လဲထင်လိုက်တော့ရေးတိုင်းဒုက္ခရောက်တာခုနကတော့ဝမ်းတွင်ယူဟာဒီဘဲတွေတွန်းတဲ့ချက်ကိုမရောက်ခင်တော့တော့မှမရှိဘူးရှိသလားအယူသွားရင်တော့လည်းစားရတာစားတဲ့ချင်းလေးတွေနဲ့ဟန်ကိုကြဒီဘဲတွေကိုပိုင်ပြီးလို့လည်းတွက်လိုက်ရောဘယ်လိုပြေးတိုင်းဘဲတွေအရှိသွားအရှိမလိုက်ရဘူးလားအနောက်သွားရင်အနောက်မလိုက်ရဘူးလားဘဲကြောင်းနေရတာဘာလို့နေရတာလဲဘဲကြောင်းနေရတာလေပြေးတဲ့အဲ့ဒီတော့ဘုန်းကြီးတို့တရားရှိတဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တွေလည်းပဲစဉ်းစားပါဘာလို့နေရတာလို့ဆိုရင်ဘဲကြောင်းနေရတာဘာလို့နေရတာဘဲကြီးရောဘဲမရောဘဲကားရောဘဲကြီးရောရှိသလားမရှိဘူးလားဘဲတိုက်ရောဘဲစင်ရောဘဲရွှေရောဘဲငွေရောမရှိဘူးလားအဲ့ဒါလေးကြောင်းနေရတာအမလေးရှင်မတော်ဘုရားဝင်ကြီးဝဲတယ်ဝင်နေပြီမောင်ဆောင်ဝဲလို့ရှင်မသမီးတို့ဘာလို့လဲဆိုင်ထားလိုက်လို့ပါတယ်ခင်ဗျနားနဲ့ကြော်ညာတွေ့ကြတာပြောပါလေအဲ့ဒီအားစကားလည်းဆက်တော့ပြီးသေးတယ်ဝဲဟဲ့ဒါလို့သမီးတို့ဘေးရိတ်တာအပြင်ပြောလို့ဒီတော့မတော်ဘူးအေးဒါလို့သမီးတို့ဘေးရိတ်တာအပြင်ပြောလို့ဒီတော့မတော်ဘူးအေးလာအဖေကွက်လိုက်ကြမယ်လို့ရှေ့ကဒကာကြီးရဲ့ဒကာမကြီးရဲ့နောက်ကသားတွေရဲ့သမီးတွေတတိထွက်လာတာဘယ်ကြောင့်ထွက်တော့ဘာလို့လဲစိတ်မချဘူးဟုတ်တယ်မို့လားစိတ်မချမသမီးမသွားနဲ့အမေလိုက်ဖို့ပဲတားလည်းမသွားနဲ့အဖေတို့လိုက်ဖို့ပဲရှေ့က2ယောက်မနောက်ကဘေဘီရောဘယ်မှာတော့ဒီလိုဘယ်ကြောင့်ထွက်နေတာဘာလို့ပြရလဲဘယ်အရှိသွားအရှိလိုက်ရတာလေလိုက်ရလားမလိုက်ရဘူးလားအနောက်သွားအနောက်လိုက်ရလားမလိုက်ရဘူးလားသူ့ကိုယ်အချင်းမသေးတဲ့ကောင်းပိုင်မဟုတ်ဘူးဘယ်ကြောင့်လဲကောင်းနေလဲကောင်းပိုင်ကမှအရှင်းနေတယ်နော်ပြင်စင်နာနေတာအဲ့ဒါအားရည်တော့မမြဲဘူးဘုရားကမမြဲဘူးအနိစ္စဟောတယ်ကိုเจ้าနေတဲ့ဘယ်သားလေးသမီးပြုံးတိုင်းနဲ့ပြီးတော့လေယူလာယူသလားမယူလားအမေသားရဲ့အမေပြသားရဲ့မလေးနေနေနဲ့စားငါနေလိုက်ပါဟဲ့ယူဖို့လို့ပြောတာဘာလို့ပြောတာနေရင်တိုင်းနေလို့ရနေရင်တိုင်းကိုနေလို့ရတရားတင်လေးရဲ့ငါသားလေးမှခေါ်တယ်ငါခေါ်ပါဟဲ့ဒီမှာကြီးသူ့လို့တင်လေးကသူ့တက်အောင်ကြည့်တင်ရင်လည်းမသိလို့မရဘူးဘုရားကမမြင်ဘူးအနိစ္စလို့ခေါ်ထားရတာနဲ့နိစ္စလို့ထင်နေတာပုထုဇဉ်ဘာလဲမရတာအထင်မှားအောင်အမှန်မှားအောင်အရှုမှားအောင်ဝိပါဒတရား၃ပါးကလိမ်နေလားမလိမ်ဘူးလားအလိမ်ခံရတာရှက်စရာဘာလဲမရတာအဲ့ဒါလည်းပြောကြည့်တယ်အဲ့ဒါစဉ်းစားကြည့်ဖို့ဒါဘုရားကအနိစ္စဒုက္ခအနတ္တအတုပကြော်လိုက်ပါအတုပမမြဲဘူးမတင့်တယ်မမြဲဘူးမတင့်တယ်ဘူးဆိုတော့မြဲတယ်တင့်တယ်ငါသမီးလေးရှူးနေတယ်ဟာရှိဆုံးအောင်မှတင့်တယ်အောင်လုပ်တာဟုတ်သလားမဟုတ်လားသမီးလေးချောက်နေတယ်ကောက်လိုက်အောင်မှကောက်နေတယ်ချောက်လိုက်အောင်မှအဲ့ဒါတခါတည်း2 နာရီ3 နာရီကောင်းအောင်ပြီးတော့ဝင်ပြီးတော့ပ
ပတ်စံ3000 4000အကုန်ခံတဲ့မမလေးဘဲကြောင်းဖတ်တာဘာလို့လဲတောင်းတောင်းဒီထောင်းတောင်းဒီပါဘာလို့ဘူးကြီးမဘူးကြီးဘဲထိုင်ကြောင်းအကူပါဘာလို့ပြောနေတာသူပါတက်သွားလို့3000 4000တမျိုးစီအောင်စဉ်းစားကြည့်ပုထုဇဉ်ကိုအဆုံးကြဒါလေးနဲ့သွားချဘာမလို့လဲပုထုဇဉ်ကိုအလေးခံနေရတာယူပုထုဇဉ်ယူဟုတ်တယ်မဟုတ်လားအခုကားနဲ့ပြန်လာအခုဒီတရားဟောလာမျက်နှာလေးမှာတက်တယ်အမျိုးမျိုးလုပ်တာသဘင်တွေလည်းအမျိုးမျိုးလုပ်တာဘုန်းကြီးကဒီကောင်လေးဆိုင်ကလေးပဲကြောက်ဖတ်လာတာကွာတရားဆိုင်တယ်ဒီသူတို့မျက်နှာကြီးတော့အခုမှပေါင်းလို့ဆွေးလို့ဆိုတာကောင်းဘယ်နဲ့ဒီမှာကြည့်ဒါပဲကြောက်လဲပေါင်းနေပဲဘယ်လိုလဲပဲကြောက်ဖတ်လာတာပဲဟုတ်တယ်မဟုတ်လားအကုမမတည့်တယ်ပါဘူးဆိုတည့်တယ်အောင်လုပ်တယ်အနိစ္စမမြဲဘူးဆိုအိဋ္ဌမြဲတယ်လို့ထင်တယ်ဒုက္ခဆင်းရဲတယ်ကိုဒုက္ခချမ်းသာလို့ထင်တယ်အနတ္တအစိုးရမှာဘုရားအတ္တအစိုးရတယ်လို့ထင်တယ်တဲ့ဘေးသားတဲ့ကဲဟိုဝန္ဒီကြီးပါရအောင်လို့အဲ့ဒီနေလေးနဲ့စောင်းလာတော့ဘဲတွေကနှစ်ကောင်ပြန်သုံးကောင်ပြန်ဝင်ပြီးတော့တယ်ဘဲပြန်လို့လဲတော့ပဲဆိုတော့ဘဲပြန်မှလဲတော့ပြန်မှာပေါ့မြို့ပဲနေလိမ့်လို့အဲ့တော့တကောင်ပြန်ဟာပြန်တော့နှစ်ကောင်ပြန်မှာဟာအဲ့ဒီကံပတ်ချလာမှာအယူဖြစ်နေပုံမရတဲ့ဒီတိုင်းနဲ့ပေါ့ဘုရားတို့လာတော့လေတာလီတွေပါခါရချက်လို့တမီးလေးတွေဆက်ကြလို့အိမ်ပြီးတော့ရွှေကြောက်တယ်ဟာဒီအယူကြီးဖြစ်နေတယ်လို့ပဲဆက်ကြတယ်နောက်တကောင်းမှရှိတော့အကုန်ပြန်ဖို့အကုန်လုံးပြန်ဖို့တဲ့အခါကျတော့မိုးကလည်းဆုပ်ပြီးမိုးကလည်းဆုပ်တဲ့အခါကျတော့ဟာမဘေးလေးတွေကမိုးတွေချွန်လာတယ်မိုးတွေကလည်းမိုးကလည်းဆုပ်ပြီးသူ့စိတ်ထဲမှာအဆွဲမှမပြောက်ဘူးငါပဲငါ30နဲ့ဝယ်ထားတာဘယ်လောက်လဲဝယ်ထားတာလဲ30နဲ့ဝယ်ထားတာသူစိတ်အဆွဲမပြောက်မပြန်လည်းမပြန်ဘူးပါနဲ့လေအဲ့ဒါနဲ့မိုးတွေကဆောက်လိုက်တာတော်ရုံဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိမိုးတွေကရွာဆူတွေကဆူလက်လေးထားပြီးမှဟာဘုံသွားပြီးသွားရင်ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘူးလေးတိုက်ဘယ်လိုက်စားအားလိုက်စားတာလေဒါနဲ့အိမ်လေးအိမ်ရောက်သွားရွာဆောင်မှာမိုးတွေကလည်းအားရောက်အဲ့ဒါနဲ့သူအိမ်အောင်လေးကိုလေးပြီးတော့မိုးခိုနေတာဘာလို့နေတာလဲမိုးခိုနေတဲ့အခါကျတော့အဲ့ဒီအိမ်မှာကလည်းဘုန်းကြီးတို့ပြေးတိုင်းအမေကြီးကိုနဲ့အဖိုးကြီးကိုဗမေယ2ယောက်တည်းရှိတယ်တားမရှိဘူးဒါက90ကျော်80အဲ့ဒါနဲ့လူကြီးဆိုတော့ညမဲ့အဲ့ဒီမပြောဘူးမရေးတိုင်းအဲ့မပြောတော့ရှိတာကလည်းဒီဗမေယ2ယောက်တည်းဆိုတော့ဟောအဲ့ဒါဘုန်းကြီးကကိုပြောဒီပြောရင်ကနေပြီးတော့ငယ်ကအကြောင်းကြီးရောက်သွားတာဒါလေးရှိတယ်ပြောရတာလေဘယ်အကြောင်းကြီးရောက်သွားလဲငယ်ကအကြောင်းကြီးရောက်သွားတဲ့အခါကျတော့အဲ့ဒီမှာဘာပြောလို့ဆိုတဲ့အခါကျတော့အမေကြီးကပြောတယ်တရားနောက်လေးတွေပြေးပြီးတော့အဖိုးကြီးကဘွားကြီးကိုရင်ပြောတယ်မေကြီးကမင်းငယ်ကလူကြီးပုံပဲဟုတ်တယ်ဥမာရလေးလို့ပပဝီလို့ဆိုတာပဲမင်းပြီးမမီဘူးသူလည်းမြင်ဘူးလားဥမာရလေးလို့ပပဝီလို့ဆိုတာဥပ္ပလောချိန်မှကြီးလားအဲ့ဒါသူဥပ္ပလောချိန်မှလည်းမြင်ဘူးလားမဟုတ်နဲ့ဇာလဲပါလဲဥမာရလေးလို့ပပဝီမင်းပဲမြင်လို့မင်းတကယ်တော့ချောတာဒါကြောင့်မင်းကရအောင်ဆိုတာဝေကြီးကလည်းပြောအဲ့တော့အမေကြီးကလည်းအာမလေးအဘောကြီးရဲ့ရုပ်ကလည်းတော့လို့ပါပဲလာတာကိုလေးတချိုးမချိုးနဲ့ဆိုတော့ပြောကြည့်ရတာပါတော့ငယ်ကဆိုဒီခုံးတော့ပဲဟုတ်တယ်မတော်ကျုပ်စိတ်ထဲမိုးကြရွှေကိုလို့အောင်းမိတယ်အောက်ကအယူကအလိုမိုးကြရွှေကိုဆိုပါလားမိုးပေါ်ကနေကြလာအေးမိုးပေါ်ကပြန်လာရင်ငါဘဲလေးတွေ့တော့တယ်ကျန်တဲ့ဘာမှတွေ့တယ်အယူဆိုတာလေမိုးကြရွှေဟုတ်သူတွေ့လာတယ်မှန်တာပဲလို့အမေ
တင်သားတာလို့ဘိုးကြီးတော့နေနေတော့သူကမိုးကြရွှေကိုလေးတော့ထည့်တော့မိုးကြရွှေကိုဆိုဟိုဟာလေးအယူကနားမလဲသူဒီမိုးကြရွှေကိုပဲနားလဲဆွဲသွားတာမိုးကြရွှေကိုဆိုတော့မိုးပေါ်ကပြန်လာမိုးပေါ်ကပြန်လာဆိုသူငါပဲတကောင်တော့တွေ့တော့တယ်စိတ်ကူးပြီးအောက်ကနေတခါလေးអော်တော့တာပဲသူများဟိုမှာတရားပြောလို့ကောင်းပြီလို့ရှိတယ်အယူကအောက်ကနေပြီးတော့ပြုံးအိမ်မောင်ကမိုးကြရွှေကိုကြီးဟောဒီအောက်ကနေပြီးတော့ခင်ဗျာမိုးပေါ်ကပြန်လာလို့ကျုပ်ပဲတကောင်များမတွေ့ဘူးလားဗျာ။အော်တော့အမေကြီးကဘုန်းကြီးကအမေဘုန်းကြီးအောက်မှာခိုးတယ်အောက်မှာခိုးတယ်ဒီအော်ရလို့အမေကြီးတော့ခိုးမှလို့တခါလေးအိမ်မှာရွာသားတွေအကုန်လုံးထွက်လာပြီးတော့ရိုက်တယ်နဲ့မယ်လို့ကံပြီးတဲ့နဲ့တို့ပြီးတော့အယူဖြစ်နေတာ။ဘာဖြစ်နေတာလဲမရေးတာ။အဲ့အယူနဲ့ဘယ်ကလာလဲမသိဘူးငါဘယ်ကလာမှန်းမသိဘူး။သင်ဘာသာလောက်တာလဲငါဘယ်ကြောက်လို့တော့ပြောတော့သွားရိုက်တော့ဆိုအယူအဲ့ဒါရိုက်ပြီးတော့ထုတ်လို့လိုက်ရတယ်။ကဲအဲ့တော့ဝိသုဒ္ဓိတာပေါင်းတော့ကောင်းလို့စဉ်းစားကြည့်သားမှာပုထုဇဉ်ရဲ့သဘာဝအဲ့ဒီတိုင်းပဲအတိမအမမအယူမမှားလားမဟုတ်လားပြေးလားအတိမအယူမအမမတော့အယူလိုပဲအဲ့ဒါဘုန်းကြီးတို့စဉ်းစားကြည့်ပြီးတော့တာလီတွေသွားတယ်မျက်ရည်ကျသမီးတွေသွားတယ်မျက်ရည်ကျစီဝါတွေပြုတ်ပြုတ်တယ်မျက်ရည်ကျအဲ့ဒါတွေကပုထုဇဉ်တို့ရဲ့သဘာဝဖြစ်တတ်ပါတယ်အဲ့တော့အခုစိတ်ဓာတ်မှာလာပြီးတော့တရားလာအထုတ်တယ်ဆိုတာအဲ့ဒီလိုအတိမအမှန်မှအရှုမလို့ခေါ်တဲ့ဝိပန္နာကတရားတွေပြောက်တော့ဟုတ်လားပြေးလိုက်အခုဝိပဿနာရှိတယ်ဟောင်းနေဘယ်မမှန်ဘူးလားဩတို့ကထင်နေတာခန္ဓာ၅ပါးယုံနာ၅ပါးကိုအနိစ္စဒုက္ခအနတ္တမထင်ဘူးနေဆမြဲတယ်ဒုက္ခချမ်းသာတယ်အခုယောဂီတို့တရားထိုင်ဝေဒနာလာပြီလားလာပြီလာမလားမလားဟုတ်လားမစင်းရဘူးလားအိမ်မှာနေလို့ကတော့အကောင်းလို့ထင်နေတာဟုတ်တယ်မဟုတ်လားအကျိုးကဘာပြောလဲအိမ်မှာနေလို့ကအကောင်းနဲ့ရိတ်တာကြောင့်မှဘုန်းကြီးတို့နှိမ့်ဆက်လို့အဲ့လိုဖြစ်တာလားဘယ်ဟုတ်လဲမလို့တဏှာကြီးထိုင်ခိုင်းတာလည်းအာမနာဘူးလေတော့ဒီလူနေတဲ့ဥစ္စာအိမ်မှာနေလို့ကမရှိဘူးလေအိမ်မှာနေလို့ကလည်းဖြစ်တယ်မကြည့်လို့ဘာဖြစ်လို့လဲအခုကကြည့်တာကိုအခုကဘာလို့လဲဝိပဿနာဉာဏ်နဲ့ကြည့်တာဟုတ်တယ်မဟုတ်လားအိမ်မှာနေလို့ကမကြည့်တော့တဏှာကြီးထိုင်နေတယ်မနှောင်းဘူးဒါပေမဲ့အထက်မှာဝေဒနာကတော့ရှိတယ်ကိုကမကြည့်တော့မသိတော့မမြင်ဘူးပေါ့ဟုတ်တယ်မဟုတ်လားအခုယောဂီတို့တရားလာတဲ့အခါကျတော့ညောင်းတာတိုက်တာကျင်းတာမရှိဘူးလားချစ်တယ်ဆိုတာကြည့်လို့သိသွားတာဘာဖြစ်လို့သိသွားတာလဲအဲ့တော့ဒီခန္ဓာကြီးကငါအကောင်းလို့ထင်နေတာမကောင်းမှမကောင်းပဲနဲ့ခန္ဓာမှန်တယ်ဗျဒုက္ခခေါ်သည်ဝေဘဝမှာလည်းအမြဲမတည်ဘုရားရှင်ကိုယ်တော်များကပင်စုပါဒနဲ့ခန္ဓာပြီးဒုက္ခဟုတ်တယ်မဟုတ်လားခန္ဓာမှာဒုက္ခသစ္စာကြည့်တော့မြင်ရတာဟုတ်အဲ့တော့ဒီလိုဝိပဿနာတရားတွေလာအားထုတ်တယ်ဆိုတာတနည်းပြောရင်အယူပြောက်အောင်လာလို့တာဘာပြောက်အောင်လာလို့တာငါသားငါသမီးငါရှိွားဆိုတဲ့အားတွေဆွဲနေတယ်အစွဲပြောက်အောင်ပေါ့ဘုရားပြေးလိုက်တင်ညာစိတ်တဒိဋ္ဌိဗါတယ်လေဝိပန္နာတရား၃ပါးဝိပန္နာဘယ်နှပါးအဲဒီဝိပန္နာတရား၃ပါးဝိပဿနာနဲ့ရှုမှဒိဋ္ဌိဝိသိကိစ္စပြုတ်လို့သောတာပန်အရိယာဖြစ်ပြီဆိုရင်ဘယ်ကြောင်းမှာကြောင်းရတယ်လို့ရေးထားကြောင်းရပလေးတွေအစွဲမရှိဘူးကြောင်းရရင်တော့အစွဲမရှိဘူးအခုအနာဂတ်ဝိသကာလို့သူသားသမီးတွေမရှိဘူးလားခေါ်တယ်အစွဲရှိသလားရှိတော့အဓိကအစွဲကင်းဖို့ပဲဘာကင်းဖို့လဲရေးထားတယ်ဒါကြောင့်မို့လို့ဒီမှာဘုန်းကြီးတို့ပြည်တာပေါင်းတော်ကောင်းတို့ဒီနေရာကိုဘာလာလုံးကြတာလို့ဆိုဟိုဘဲတွေကိုအသာလေးတွတ်ထားကြပြီးတော့ဒီမှာအေးအေးဆေးဆေးတရားလာအားထုတ်တာဟုတ်တယ်မဟုတ်လားဒါတော့မှတခါတည်းကဘဲနိုင်ကြောင်းနေတယ်ကြောင်းလားမကြောင်းလားအိမ်ကလူကဥပုသ်ဆောက်လာနားလဲတာလေဟိုဒီမှာယောဂီရားဝင်နေတာအမေဘာလို့သေးလဲဒါမှမေးဘူးလားမေးပါဘူးဘာမှမလိုပါဘူးဒီမှာစားတော့တာပြည့်စုံတယ်တရားထားအိမ်မှာနေလို့ထိုင်လို့ကောင်းနိုင်လားဒီလိုညဘက်အပြင်ထွက်သေးလားတရားတွေလိုပိတ်ရလားဘယ်နှမ်းကြောင်းနေလားဘာလို့နေတာလဲတည်းလေးပါလေမေးတာခုကဒီမှာအေးဆေးနေတာဒီနေလို့မရတခါတခါဘယ်နှမ်းကြောင်းနေလဲဟိုမှာလာပြီးတော့ဒီသားလေးဟန်းဖုံးလေးပိုင်မသိအောင်ဟ
ဒီကောင်းတယ်လားအမေပါခွင်းစီကိုခိုးဆက်တာပါတယ်မလေးရိုးရိုးလမ်းကြောင်းနဲ့ဟန်းဖုံးတဲ့ဘယ်လမ်းကြောင်းတွေရှိနေတယ်ဒီပြောတာမဟုတ်ပါဘူးအဲ့တော့ဘုန်းကြီးပြေးတာပေါ့တော်ကောင်းဘုန်းကြီးပေးထားတဲ့တရားကောင်းစစ်အလိန်ခံရတာဆက်စရာဗါတဲ့လည်းပြေးတာဆက်တာလို့ရှိရင်ဆက်ဖို့ကောင်းပြီဟုတ်တယ်မဟုတ်လားအဲ့တော့မဆက်ပါဘူးတော့ပြောင်းမယ်ဒီကတူလို့ရှိရင်အလိယာရောက်အောင်အားထုတ်ပါဆိုတော့အခုကြည့်နေပုဂ္ဂိုလ်ကိုနေအလိန်ခံနေရတယ်နေပုထုဇဉ်ဉာဏ်အလိယာပြောင်းအားထုတ်သိတယ်အသိလေးတော့ရှိသလားမရှိဘူးလားကဲအားထုတ်ပါလို့ဆိုတဲ့ကနေလန်းငါလန်းတင်းတင်းကြီးမဟုတ်ပြန်အဲ့တော့ထားပါအခုဘယ်နဲ့ရက်ဆက်ထားလဲကဲဆယ်ရက်လုံးဘဲကြောင်းကလွတ်နေတာဆယ်ရက်လည်းနေပြီးတော့ဘာလို့ကြမှာလဲကဲဒါကြောင်းကြောင်းအောင်တစ်နေ့လုံးနောက်နေ့တရားကြမှာတစ်ခေါက်ပြန်လာဟုတ်တယ်ဟုတ်လားအဲ့တော့ဘဲကြောင်းနဲ့ရဲနဲ့မကြောင်းနဲ့ရဲနဲ့ဘယ်ဟာကများလဲအဲ့တော့ဘာအခုမှလည်းလုံးနေတဲ့လုံးဆက်တာလုံးကြတော့ကြောင်းနေကြတော့မဟုတ်တော့ဒါပဲရှိတာပဲအဲတို့တော့တော်သေးတာပေါ့ဒီတိုင်းရတဲ့ရဲလေးထွက်လာပြီးတော့အနာလာကြတာဟုတ်တယ်ဟုတ်လားတော့တော့ပေါ့ကိုကြည့်ပြီးတော့ကျွန်တော်နေကြတော့ကြောင်းရတော့ငါလည်းကြောင်းလာကြပြီဘုန်းကြီးရောက်သွားပြီးတော့ငါ့ဘုံမှာကြောင်းမရလေဟုတ်လားအခုကိုယ့်အတွက်ကိုလာလောက်တာဘယ်သူအတွက်လာလောက်တာလဲကိုယ့်အတွက်ကိုလာလောက်တာကိုလာထိန်းကြောင်းနေတာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဟုတ်တယ်မလားကိုထိန်းကြောင်းမရှိတာ10ရက်ထဲမှာတော့ကြတယ်ကြတော့ပြန်ပြီးတော့သူများအမှားပစ္စည်းရွာတော်ပဲကိုရွာပဲထင်ပြီးတော့ဘုန်းကြီးတို့တတန်လေးအားလုံးကြောင်းလာလိုက်တာခုချိန်ကြီးဘယ်ကြောင့်မှမလုပ်သေးဘူးကဲဒါကြောင့်မလို့စူးစမ်းပြီးတော့ကိုထိန်းကြောင်းနိုင်ကြောင်းကုသိုလ်တရားကောင်းတွေလုပ်နိုင်ကြပါလေဆိုတဲ့ကြီးရွယ်ချက်ချင်းဘုန်းကြီးတို့ပြည်သားကြီးဒီနေ့ခေါ်တဲ့တရားအလိမ်ခံရတာဆက်စရာပါတယ်လေကဲဆိုလိုက်ပါတော်ပဲကိုပင်ရွာပဲချင်းဝိနည်းအယူပါတော်ပဲကိုပင်ရွာပဲချင်းဝိနည်းအယူပါဘုသူစင်မှာအယူပမာသေချာတူလိုက်တာဘုသူစင်မှာအယူပမာသေချာတူလိုက်တာမပိုင်သမီးပိုင်ချင်းကြီးယူပြီးနေကြတာမပိုင်ပစ္စည်းပိုင်ချင်းကြီးယူပြီးနေကြတာတော်ပဲပြန်ရာထိုချိန်ခါမူကနေကြမှာတော်ပဲပြန်ရာထိုချိန်ခါမူကနေကြမှာတော်ပဲမလို့တော်လည်းပြန်တာမိုးစရာလို့လားတိတ်ချိန်ကြလို့တိတ်သွားတာမိုးစရာလို့လားလိုက်ချိန်ကြလို့လင်းနောက်လိုက်သွားတာမိုးစရာလို့လားတော်ပဲမလို့ပဲပြန်သွားတာလေဒါပေမဲ့တို့ကမိုးတယ်ဟုတ်တယ်မဟုတ်လားသမီးလေးပါတော့တရင်အောင်မရဘူးဟောအဲ့ဒါအရှုအဲ့ဒါပါလဲမင်းသားဒီမပိုင်တဲ့ဒီရှိပိုင်ခြင်းပြီးယူပြီးနေကြတာတော်ပဲပြန်ရာထိုချိန်ခါမူကနေရမှာမပိုင်တဲ့ကိုပိုင်တယ်လို့ထင်တာတော်ပဲကိုရွာပဲလို့ထင်အောင်လိန်နေရတဲ့ပြည်သားတွေဆိုလိုက်ပါရွာပဲထင်အောင်အယူမအောင်ရှုံအောင်လိန်တော်တာရွာပဲထင်အောင်အယူမအောင်ရှုံအောင်လိန်တော်တာရွာပဲထင်အောင်အတိမအောင်ရှုံအောင်လိန်တော်တာရွာပဲထင်အောင်အမှတ်မအောင်ရှုံအောင်လိန်တော်တာအယူပြောက်ရန်လေးပဋ္ဌာန်တောက်ရန်စေမဟာအယူပြောက်ရန်လေးပဋ္ဌာန်တောက်ရန်စေမဟာစေတောက်နိုင်မှာအယူဘဝလွတ်ရဧကံသာစေတောက်နိုင်မှာအယူဘဝ
ဘုရားရှိခိုးစေကောင်းဝင်တဲ့တော်ရှင်များမာစီတာနာရဲ့တိုင်းမှာလာပြီးတော့ဝိပဿနာတရားတွေလာအထုတ်တယ်ဆိုတာတတန်တရားလုံးကယူလာတဲ့အယူပြောက်အောင်အယူပြောက်စေတောက်တာတတိပဋ္ဌာန်စေဘာစေတယ်လဲအာယနုပါဒနာတိပဋ္ဌာန်ဝိညာဏုပါဒနာတိပဋ္ဌာန်စိတ်တာနုပါဒနာတိပဋ္ဌာန်ဓမ္မနုပါဒနာတိပဋ္ဌာန်လို့ပါတိပဋ္ဌာန်တရား၄ပါးကိုနေတိုင်းရှုွက်တင်ပြီးတော့ဝိပဿနာလုံးတွေအထုတ်နေရင်စေတောက်တယ်ဘာလို့လဲလဲဘေဒါကြောင့်ဘုရားရှင်ရဲ့ဒေသနာတော်ဆေးများလိုပဲကြောသူသူနာလူနာများကိုဘဂဝါဘုရားလာဆေးကိုဟောမတောက်ချင်ဘူးမငင်းနဲ့တော့တောက်သုံးကြဖို့အလွန်တော်ကိုလိုလည်းဟောအားစားသေချာမှားတဲ့ဆေးအကျော်တောက်လိုက်ရင်ဝေဒနာကြောက်လို့တောက်လိုက်ရင်သေချာကြောက်လို့ခေမာရောက်တဲ့နိဗ္ဗာန်တော်မတောက်ချင်ဘူးမငင်းနဲ့တော့တောက်သုံးကြဖို့အလွန်တော်အဲ့ဒါကြောင့်တောက်လိုက်စံွယ်ရှေးများတတိပဋ္ဌာန်တော်လို့ဆေးလာတောက်တာလို့မှတ်ပါဘာလာလောက်တာလဲအေးမတောက်နိုင်တဲ့လူတွေပြေးတတ်တဲ့အိမ်မှာကြံခဲ့သေးတယ်အိမ်မှာကြံတဲ့လူတွေဘဲကြောင့်နေတာလို့မှတ်လိုက်အိမ်မှာကြံတဲ့လူတွေဘာလို့ဒီမှာလာတဲ့လူတွေဆေးလာတောက်တာဟုတ်သလားမဟုတ်ဘူးလားမြေတအုပ်ရဲနဲ့ထွေးရှုပ်ခါမြေတအုပ်ရဲနဲ့ထွေးရှုပ်ခါမတွေ့တန်တဲ့ပါဘူးအရွယ်မှရှင်းတော့အသက်က80ကျော်ချက်ခွဲပါပဲတတိထားတရေရဏမေယောကမထံဘာဝနာဖွင့်၌ငါမင်းယုံနာရှိပါပဲအဟုတ်မှန်သေးလေအနေမြတ်ဒီကအတေတတ်ဒီချက်ဝလာနံရှိတော့တက်ခါလန်းချီအယောင်သွားပါလို့တထောက်နာကအမြိုက်တံပေါ်လာစိုက်ကစေလားလို့ဒါတွေမိတွေမြေတွေမြစ်တွေနဲ့ပျော်လာခဲ့တဲ့စိတ်တွေကုန်လာခဲ့တဲ့နာရီတွေလည်းမနှဲတော့ပြေးတာလေအခုလိုကြောင်းပိန်ရုံးပိန်ရဲ့ကလေး10ရက်တာများကာလများလေးမှာဒီနေရာဒီဌာနလာပြီးတော့ဝိပဿနာတရားတွေကျင့်ကြံကြိုးဖို့အထုတ်တယ်ဆိုတာကိုယ့်အတွက်ပါဘုသူတည်းလေကိုယ့်အတွက်မှမလုပ်နိုင်ဘူးဆိုရင်တော့ဖြင့်အဲ့ဒါဘယ်ကြောင်းလဲကွာမလွတ်နိုင်ပါဘူးလို့ဘယ်ကြောင်းမှဥပမာထားလို့ဒီနေ့ဟောတော်တရားကိုဓမ္မကရှာနပုတ်ဆိုပြီးတော့တရားဝဲလိုက်တာလို့ဆိုလိုက်ပါဥပုသ်ဆောင်သွားတရားနာခေါ်မလိုက်နိုင်သေးဖြည်းဖြည်းပေါ်တော့မြေချိန်မြေချိန်အေးလိမ့်မပေါ်အဲ့ဒါလေငါပဲတော့ဥပုသ်ဆောင်သွားတရားနာခေါ်မလိုက်နိုင်သေးဖြည်းဖြည်းပေါ်တော့မြေချိန်မြေချိန်အေးလိမ့်မပေါ်အဲ့ဒါလေငါပဲတော့လူကြီးကုသတော့နိုင်နေပါပြီတရားနာတော့နိုင်နေပါပြီဒီလိုပဲကတော့ငါနောက်ပိုင်းမှာမိစ္ဆာဝိသံသတိတွေဖြစ်ပါဦးဒီငါပဲလို့ပေါ်ပြီးတော့အဲ့ဒါပဲကြောင်းနေတာလို့ပြောပါတယ်ကဲဆိုလိုက်ပါတတိပဋ္ဌာန်တရားပွားများရန်ခေါ်မလိုက်နိုင်သေးဖြည်းဖြည်းပေါ်တော့သာနဲ့သမီးပစ္စည်းနဲ့ပြောအဲ့ဒါလေငါပဲတော့တတိပဋ္ဌာန်တရားပွားများရန်ခေါ်မလိုက်နိုင်သေးဖြည်းဖြည်းပေါ်တော့သာနဲ့သမီးပစ္စည်းနဲ့ပြောအဲ့ဒါလေငါပဲတော့
ဆိုလိုက်ပါဤသို့ပြုရာဘုံညာကုသိုလ်အဖို့မင်းဝေမိခင်နှင့်အာခင်ဆရာညာတေကာကသတ္တဝါအမြတ်နတ်တို့အားလည်းရာညာပါစေဧမြဝေတိညာထွေသာတုခေါ်လေသောအမြတ်အမြတ်အမြတ်ယူ